အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရခိုင်ပြည်နယ်ရောက်နေတာနဲ့ပဲရခိုင်ပြည်နယ်မြောက်ဦးမြို့မှာရှိတဲ့ချီရောင်သမိုင်းဝင်ပပူတော်ကြီးကိုသွားမှာဖြစ်ပါတယ်ဖရားပေါ့နော်သူကတပတ်အလှဆုံးစရင်းထဲမှာတော်1မဝင်ပေမဲ့တော်3ကိုဝင်တယ်လေကအရန်မိုက်ပါတယ်ဒါကတော့မုံဦးပေါ့နော်ရခိုင်ချီရောင်ရင်ကျင်းမှုနယ်မြေတဲ့ပေါ့နော်သူကလေပဒံနဲ့အရန်စင်တူတယ်ကြည့်လားမုံဝါရောသူပါလေမုံဝါလည်းအလိုပဲပေါ့နော်မုံကကြတော့ပဒံချီအောင်သမိုင်းဝင်ပေါ့နော်နယ်မြေပေါ့နော်ဒါကြတော့ရထိုင်ချီအောင်သမိုင်းဝင်နယ်မြေတဲဝင်ကြမယ်ဒီပရအရန်တက်ပဲတယ်ပေါ့နော်သူကတပအလားဆုံးစိင်းထဲမှာတော်1တော်3ဝင်ပါတယ်နော်တော်1မဝင်ပြီနဲ့တော်3ဝင်ပါတယ်ဒီနေ့တော့ဟန်ဆန်ကဒီမြန်မာဝတ်စုံပဲဝင်လာလေပေါ့နော်ဘယ်ရသွားမှာဆိုတော့နော်ဒီနေ့တော့အသုံးကိုလိုက်ပြပေးမှာဖြစ်ပါတယ်နောက်နေ့ကျရင်လည်းဘယ်ရသွားအောင်မလဲဆိုတာကိုကောမန့်ထဲမှာရေးပြီးတော့ID လေးပါချပေးခဲ့ပါအောင်နော်ဒါလေးပြပါမယ်အရန်တက်ပဲတယ်အရန်လည်းလာတယ်တပတ်လာတော့လည်းဝင်လာတော့အရန်မိုက်ပါတယ်မြန်မာတုံဆောင်ပေါ့နော်အားလုံးကိုလိုက်ပြပေးမယ်နော်ဒါလေးရဆိုရင်တော့ဒါမနက်ပိုင်းလေးကိုသွားတာပေါ့နော်ညနေပိုင်းလေးကျတော့နည်းနည်းပူတယ်ပေါ့နော်သူကအရေးနည်းနည်းမရှိဘူးညနေကျတော့လည်းအရန်တောင်းတယ်ဒါပေမဲ့ညနေမသွားဘဲနဲ့မနက်စောစောသွားလိုက်ပါတယ်ညနေကျရင်ဟဆန်အမိညာလေးသွားပြမှာမလို့ဒီနေရာဒီဟန်ဆန်ရဲ့ပေါ်လေးကိုကြည့်အောင်နော်ဒါသုံးလုံးမိုးပြန်နေလေးပြပေးတာဖြစ်ပါတယ်မသွေးလေးသားတွေပေါ့နော်အပေါ်မတက်တော့ပါဘူးဒါလေးကတော့ဒီမှာနော်မီးထုတ်လေးတွေပဲဖြစ်ပါတယ်ရထိုင်ရိုးရတော့သူလည်းဝင်မီးထုတ်လေးတွေတို့မီးဖြောင်းနိုင်လေးတွေတို့ရေနံသေးစွတ်ထားတဲ့မီးလေးတွေသုံးကြပါတယ်ဒါလေးပေါ့နော်ဟန်ဆိုင်ဘလော့ကိုကြည့်ပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်နော်ဟန်ဆန်လည်းဖျားပူလိုက်ပါဦးမယ်